သူဘလောက်ကိုရိုးကားရနိုင်တယ်လဲဆိုတာကိုကျမမရေပဲမနေနိုင်ခဲ့ဘူးနောက်ပိုင်းမှာကျမအတောင်ပံတွေကိုသူ့ကိုထိခွင့်ပေးခဲ့တယ်ကျမတို့မော်တော်အုပ်ထဲမှာအတူတူကစားခဲ့ကြတယ်သူကျမကိုလဲဆွဲတကုံးပေးခဲ့တယ်အဲ့ဒီအချိန်ကစပြီးကျမသူ့ကိုသဘောကျလာခဲ့တယ်ကျမ16နှစ်ပြည့်တဲ့အခါသူကျမကိုနမ်းခဲ့တယ်သူကအဲ့ဒါကိုစစ်မှန်တဲ့အချစ်ရဲ့အနမ်းလို့ခေါ်ခဲ့တယ်ဒါပေမဲ့မကြခင်မှာပဲသူဘာမှမပြောဘဲပျောက်ကွယ်သွားခဲ့တယ်တနေ့မှသူပြန်ရောက်လာခဲ့တယ်ကျမသူ့ကိုမြင်လိုက်တာနဲ့ဒေါသတွေအလုံးအရေးပြောသွားခဲ့တယ်ညကောင်းခင်အောက်မှာအရင်လိုပဲကျမတို့ပွေ့ဖက်ထားခဲ့ကြတယ်ဒါပေမဲ့သူကျမကိုတောက်စရာတစ်ခွက်ကမ်းပေးခဲ့ပြီးကျမနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့တယ်ကျမနိုးလာတဲ့အခါသူမရှိတော့ဘူးကျမနောက်ကျောကိုစမ်းကြည့်လိုက်တယ်ကျမအတောင်ပံတွေပျောက်ဆုံးနေခဲ့တယ်ဆူရှာတဲ့နာကျင်မှုတစ်ခုကကျမကိုဆုတ်ခဲသွားခဲ့တယ်ကျမအတန်ဝင်သွားတဲ့အထိငိုကြွေးခဲ့တယ်သူကျမတောင်ပံတွေကိုယူသွားပြီးတရဘူးတစ်ခုနဲ့မင်းသမီးတစ်ပါးအတွက်လဲလှယ်ခဲ့တယ်ကျမချက်ချင်းပြန်မတိုက်ခိုက်ခဲ့ဘူးကျမကြိုးကြနေတဲ့တကိုင်းတစ်ချောင်းကိုကောက်ယူပြီးတုတ်ကောက်ဖြစ်ပြောင်းလဲကမတ်တက်ရက်ဖို့အသုံးပြုခဲ့တယ်မော်တော်အုပ်ကတိတ်ဆိတ်သွားခဲ့တယ်သူပြင်းဖြစ်လာပြီးသူမကိုလက်ထပ်ခဲ့တယ်အမှန်တရားကိုကျမသိလိုက်ရတဲ့အခါကျမစီကတနာကျင်နာမှုအစအနာတိုင်းပျောက်ကွယ်သွားခဲ့တယ်ကျမရဲ့ဒေါသကကျမရဲ့တန်ခိုးကိုအရင်ကထက်ပိုတမ်းမာစေခဲ့တယ်ကျမအဝေးကိုလှမ်းကြည့်လိုက်တယ်သူလည်းအလားတူမျှော်လင့်ချက်မဲ့မှုကိုခံစားရစေဖို့အသင့်ဖြစ်နေရင်ပေါ့မကြခင်မှာဘရင်နဲ့မိဖုရားမှာကလေးတယောက်ရခဲ့တယ်ခမ်းနားတဲ့အခမ်းအနားတစ်ခုကနန်းတော်ကိုပြည့်နှက်သွားစေခဲ့တယ်လူတိုင်းရောက်လာခဲ့ကြတယ်နတ်သူငယ်လေးတွေတောင်သူတို့ရဲ့ကောင်းချီးတွေနဲ့အတူပေါ်ပြီးတော့ကျမဖိတ်ကြားမခံရပဲရောက်လာခဲ့တယ်ဖိတ်စာမရရှိခဲ့လို့ကျမတကယ်ပဲတော်တော်လေးစိတ်မကောင်းဖြစ်မိတယ်မင်းကိုဒီမှာမကြိုးဆိုဘူးကျမလည်းကလေးကိုလက်ဆောင်တစ်ခုပေးသနာပါမယ်သူမရဲ့16နှစ်ပြည့်မွေးနေ့မှာနေမဝင်ခင်သူမရဲ့လက်ချောင်းကိုဘိုင်းငင်ဆက်ရဲ့အနဲ့ထိုးမိပြီးတေဆုံးခြင်းနဲ့တူတဲ့အိတ်ဆက်ခြင်းနဲ့ကြားရောက်သွားလိမ့်မယ်သူမဘယ်တော့မှပြန်လို့မလာနိုင်မဲ့အိတ်ဆက်ခြင်းမျိုးပေါ့နောက်ပိုင်းမှာဘရင်ကမင်းသမီးကိုလှုပ်ဝက်နေရတခုမှာဘေးကင်းစွာကြီးပြင်းလာဖို့ပို့ဆောင်ခဲ့တယ်ဒါပေမဲ့ကျမအရာအလုံးကိုသိနေခဲ့တယ်ဒါအရန်အယုတ်ဆိုးတယ်နင်းအဲ့ဒါအတွက်တနာတလူတောင်ခံစားရနိုင်တယ်ငါနင့်ကိုမုန်းတယ်